What is faith? Faith, yeah, over there. ခေါင်းစဉ်အသစ်တစ်ခုတတ်ပါမယ်ယုံကြည်ခြင်းဆိုသည်မှာအဘယ်နည်းယုံကြည်ခြင်းဆိုတာဘာလဲနော်ကျွန်တော်စာသားအပြင်ယုံကြည်ခြင်းဆိုဒီမှာဘယ်နည်း What is faith ဖြစ်ပါတယ်ခေါင်းစဉ်အသစ်တက်ရအောင် On the line. When we Christians have three eyesight. ခရိယန်ယုံကြည်သူများမှာမျက်စိအမြင်၃မျိုးရှိပါတယ်ခရိယန်ယုံကြည်သူများမှာမျက်စိအမြင်၃မျိုးရှိပါတယ် And secular people, non-Christians, have two eyesight. မယုံကြည်သူများမှာတော့မျက်စိအမြင်2မျိုးသာရှိပါတယ်မယုံကြည်သူများမှာတော့မျက်စိအမြင်2မျိုးသာရှိပါတယ် Non-Christians do not call, they do not use the language faith. မယုံကြည်သူများကယုံကြည်ခြင်းဆိုတဲ့ဝေါ်ဟာရကိုမသုံးကြပါဘူးမယုံကြည်သူများသည်ယုံကြည်ခြင်းခရိယန်မဟုတ်သူများသည်ယုံကြည်ခြင်းဆိုသောဝေါ်ဟာရကိုသူတို့မသုံးဆွဲကြပါဘူး But Christians call faith people in Christ. ခရိယန်များကတော့ခရစ်တော်ကိုယုံကြည်သောသူများလို့အဓိပ္ပာယ်သတ်မှတ်လို့ရပါတယ်ခရိယန်များကိုတော့ခရစ်တော်အပေါ်မှာယုံကြည်ခြင်းရှိသောသူများလို့ပြောလို့ရပါတယ်ခရစ်တော်အပေါ်မှာယုံကြည်ခြင်းရှိသောသူများလို့ပြောလို့ရတယ် When you can see through your physical eyes and mental eyes, we do not call it, we see it by faith. ကျွန်တော်တို့ကတခုခုကိုယူပမျက်စိနဲ့တော်၎င်းဉာဏ်မျက်စိနဲ့တော်၎င်းမြင်တာကိုယုံကြည်ခြင်းနဲ့မြင်တယ်လို့ပြောလို့မရပါဘူးကျွန်တော်တို့အနေနဲ့တစုံတစ်ခုကိုကျွန်တော်တို့ရဲ့ယူပမျက်စိနဲ့မြင်ခြင်းကျွန်တော်တို့ရဲ့ဉာဏ်မျက်စိနဲ့မြင်ခြင်းကိုယုံကြည်ခြင်းနဲ့မြင်တယ်လို့သတ်မှတ်လို့မရပါဘူးပြောလို့မရပါဘူးယူပမျက်စိနဲ့မြင်ခြင်းဉာဏ်မျက်စိနဲ့မြင်ခြင်းဟာယုံကြည်ခြင်းလို့မခေါ်နိုင်ဘူး When we see through spiritual eyes, then we call it, we see it by faith. ကျွန်တော်တို့ရဲ့ဝိညာဉ်မျက်စိနဲ့မြင်တဲ့အခါမှသာလျှင်ထိုအရာကိုယုံကြည်ခြင်းနဲ့မြင်ခြင်းလို့သတ်မှတ်လို့ရပါတယ်ကျွန်တော်တို့ရဲ့နဲ့မြင်သောအရာကိုသာလျှင်ယုံကြည်ခြင်းနဲ့မြင်တယ်လို့ပါတယ် That's why Hebrews chapter 11 verse 1 teaches us the definition of faith. ဒါကြောင့်ဟေဘရဲအခန်းကြီး7အငယ်1ဟာယုံကြည်ခြင်းရဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုဖော်ပြထားတယ်ဟေဘရဲ7အငယ်1မှာယုံကြည်ခြင်းရဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုဖော်ပြထားပါတယ် So everybody open Hebrews chapter 11 verse 1. ဒါကြောင့်အားလုံးကဟေဘရဲ7အငယ်1ကိုကျွန်တော်လှန်ကြည့်ပြီးတော့ဖတ်ဖို့ဖြစ်ပါတယ်ဟေဘရဲအခန်းကြီး7အငယ်1ဟေဘရဲ7အငယ်1 Would you read it together? Yeah. ကျွန်တော်အဲ့ဒါကိုအားလုံးလှန်ပြီးတဲ့ဒီစောင့်မယ်အားလုံးဟေဘရဲ7အငယ်1ကိုလှန်ပြီးတဲ့အခါမှာအတူတကွဖတ်ဖို့ဖြစ်ပါတယ်
အားလုံးတွေ့ပြီဆိုလို့ရှိရင်ဟေပြဲ7အငယ်1ကိုအတူတကွဖတ်ကြပါစို့ယုံကြည်ခြင်းသည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုသိမှဆွဲကြံခြင်းအကြောင်းဖြစ်၏ You have that? Yes. Okay. See now, this is a very important concept for all of us here. ဒီနေရာမှာကျွန်တော်အားလုံးအတွက်အလွန်အရေးကြီးတဲ့နေရာရောက်လာပါပြီအားလုံးအတွက်အလွန်အရေးကြီးသောအချက်ဖြစ်ပါတယ် If you do not understand, raise your hand and ask me again. ကျွန်တော်အခုပြောသွားတဲ့အခါမှာသိသဘောမပေါက်ဘူးဆိုရင်ဆရာကြီးသဘောမပေါက်လို့ပြန်ရှင်းပြပါလို့ပြောနိုင်တယ်နော်ဒီနေရာမှာသိအရေးကြီးတယ်ချော်သွားလို့မရဘူးအတိတ်ပဲမသိပဲကြမ်းနေခဲ့လို့မရဘူးဒါပေမဲ့ဒါကြောင့်မို့ဆရာကြီးပြောတဲ့အရာမရှင်းဘူးဆိုရင်လက်ထောင်ပြီးတော့ပြန်ရှင်းပြပါလို့တောင်းဆိုနိုင်ပါတယ် You know, he said this, faith is assurance that you are hoping for. You see, hoping is not a physical hoping, not a physical through eyes, it's through mental eyes. It is spiritual hoping. မျောလင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းသေချာသွားတယ်လို့သတ်မှတ်တာပေါ့နော်မျောလင့်သောအရာကိုမျက်မှောက်ပြုခြင်းဆိုတာကိုမျောလင့်တဲ့အရာကိုသေချာပြီလို့ကိုကဆွဲကင်ခြင်းဖြစ်တယ်အဲ့လိုမျောလင့်တဲ့အရာကကျွန်တော်တို့ဤယူပမျက်စိနဲ့ကြည့်ပြီးတော့မျောလင့်တာမဟုတ်ဘူးဉာဏ်မျက်စိနဲ့ကြည့်ပြီးမျောလင့်တာမဟုတ်ဘူးဝိညာဉ်မျက်စိနဲ့ကြည့်ပြီးတော့မျောလင့်သောအရာဖြစ်တယ်ယုံကြည်ခြင်းရဲ့အတိတ်ပဲဖွင့်ဆိုချက်မှာမျောလင့်သောအရာတို့ကိုစိတ်ချသေချာတယ်မျက်မှောက်ပြုတယ်ဆိုတာဒါမဲ့အဲ့မျောလင့်သောအရာသည်ဉာဏ်မျက်စိနဲ့ကြည့်ကြမဟုတ်ဘူးယူပမျက်စိနဲ့ကြည့်တာမဟုတ်ဘူးဝိညာဉ်မျက်စိနဲ့ကြည့်ပြီးမျောလင့်တာဖြစ်တယ် Through physical eyes you cannot see. Through mental eyes you cannot see. Okay? Yes. But through spiritual eyes you can see something that you can hope for. ကျွန်တော်တို့မျောလင့်တဲ့အရာကိုယူပမျက်စိနဲ့ကြိုးစားကြည့်တယ်မမြင်နိုင်ဘူးဉာဏ်မျက်စိနဲ့ကြိုးစားကြည့်လည်းမမြင်နိုင်ဘူးဒါမဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်မျက်စိနဲ့တော့ကျွန်တော်တို့မျောလင့်တဲ့အရာကိုမြင်တွေ့နိုင်တယ်မျောလင့်ထားသောအရာကိုကျွန်တော်တို့ရဲ့ယူပမျက်စိနဲ့ကြည့်တယ်မမြင်နိုင်ဘူးဉာဏ်မျက်စိနဲ့လည်းကြည့်တဲ့အခါမမြင်နိုင်သေးဘူးသို့တော်လည်းဝိညာဉ်မျက်စိနဲ့ကျွန်တော်တို့ကြည့်တဲ့အခါတော့ထိုမျောလင့်သောအရာကိုဝိညာဉ်မျက်စိနဲ့မြင်နိုင်တယ် That's why the next definition is this, the assurance of that you cannot see. You see the next one? မမြင်ရသောအရာများကိုတိမှဆွဲလန်းခြင်းဖြစ်တယ်တဲ့ကျွန်တော်တို့မမြင်ရသေးဘူးဒါပေမဲ့အဲ့ဒါတွေကိုတိမှဆွဲလန်းနိုင်တယ် You see, through physical eyes and mental eyes you cannot see, but through spiritual eyes you can see something. You see? အဲ့ဒီဒုတိယအပိုင်းရဲ့အဓိပ္ပာယ်ကဘာလဲဆိုမမြင်ရသေးသောအရာဆိုတာကဘာကိုပြောတာလဲအဲ့ဒီအရာကကျွန်တော်တို့ရဲ့ယူပမျက်စိနဲ့ကြည့်လဲမမြင်နိုင်သောအရာဉာဏ်မျက်စိနဲ့လည်းကြည့်လဲမမြင်နိုင်ရဲ့အရာဖြစ်ပေမဲ့ဝိညာဉ်မျက်စိနဲ့ကြည့်လိုက်တဲ့အခါမှာတော့မြင်နိုင်သောအရာကိုဆိုလိုခြင်းဖြစ်တယ်ယူပမျက်စိနဲ့ကြည့်တယ်မမြင်ဘူးဉာဏ်မျက်စိကြည့်နဲ့ဉာဏ်မျက်စိနဲ့ကြည့်တယ်မမြင်ဘူးသို့တော်လည်းကျွန်တော်တို့ရဲ့ဝိညာဉ်မျက်စိနဲ့ကြည့်တဲ့အခါမှာတော့ထိုအရာကိုကျွန်တော်တို့မြင်တယ်ဆွဲလန်းတယ် Then in what case we can see things, okay, through spiritual light? ဘယ်ကိစ္စတွေမှာ What condition? ဘယ်အခြေအနေမျိုးမှာကျွန်တော်တို့ဟာဝိညာဉ်မျက်စိနဲ့မြင်လာနိုင်မလဲဘယ်အခြေအနေမျိုးရောက်တဲ့အခါကျွန်တော်တို့ဝိညာဉ်မျက်စိနဲ့မြင်လာနိုင်မလဲပရိသတ်များကိုမေးတာဖြစ်တယ် When we have pure in our heart. ကျွန်တော်တို့ရဲ့စိတ်နှလုံးတန့်ရှင်းသွားတဲ့အခါမှာဝိညာဉ်မျက်စိနဲ့မြင်လာနိုင်မယ်ကျွန်တော်တို့ရဲ့စိတ်နှလုံးဖြူစင်တန့်ရှင်းသွားတဲ့အခါမှာဝိညာဉ်မျက်စိနဲ့မြင်လာနိုင်မယ် When we are pure in our heart, to your surprise, okay, beyond your expectation, all of a sudden your spiritual eyes open. ခမည်းရဲ့နှလုံးသားဖြူစင်သွားတဲ့အခါမှာ
ခါများမျောလင့်ကြံစီမျောလင့်ထားတဲ့အရာထက်တာ၍နည်းနည်းသောအရာတွေကိုဝိညာဉ်မျက်စိပွင့်ပြီးတော့အားသင့်ွယ်မြင်သွားလိမ့်မယ်ခမည်းရဲ့စိတ်နှလုံးဖြူစင်လာတဲ့အခါမှာခမည်းကြံစီမျောလင့်တဲ့အတိုင်းတာတဲ့တာ၍မမီနိုင်သောအရာများကိုဝိညာဉ်မျက်စိပွင့်ပြီးတော့မြင်မယ်အားသင့်သွားပါလိမ့်မယ် When your spiritual eyes open and you become a man of faith. ထိုဝိညာဉ်မျက်စိပွင့်သွားတဲ့အခါမှာခမည်းသည်ယုံကြည်ခြင်းလူယုံကြည်သောသူတစ်ယောက်ဖြစ်လာမယ်ထိုဝိညာဉ်မျက်စိပွင့်သွားတဲ့အခါကျမှခမည်းဟာယုံကြည်သူလို့ပြောလို့ရတယ်ဝိညာဉ်မျက်စိပွင့်သွားမှယုံကြည်သောသူလို့ပြောလို့ရတယ် Now you actually possess 3 eyesight. Okay? Clearly, physical, mental, spiritual eyes. အခုချိန်မှာခမည်းဟာယူပမျက်စိဉာဏ်မျက်စိဝိညာဉ်မျက်စိသုံးလုံးစလုံးကိုပိုင်ဆိုင်နေပြီအမှန်ဆိုရင်အခုချိန်မှာခမည်းဟာယူပမျက်စိဉာဏ်မျက်စိဝိညာဉ်မျက်စိသုံးလုံးစလုံးပိုင်ဆိုင်နေပြီ Then when something happens, physical things, mental things happening, okay, in your life, then in the past you used to interpret that through these 2 eyes. Okay. Now after that, now you begin to interpret in 3 eyes. Yes. Things happening. Yes. Okay. အခုချိန်မှာအဲ့လိုဝိညာဉ်မျက်စိပွင့်သွားပြီမျက်စိသုံးလုံးပိုင်တဲ့လူကအရင်တုန်းကဝိညာဉ်မျက်စိမပွင့်ခင်မှာအဖြစ်ပြက်တစ်ခုခုဖြစ်ပြက်လာတယ်ဆိုရင်အသက်တာမှာတစ်ခုခုဖြစ်သောအခါထိုအရာပေါ်မှာသူ့ရဲ့ယူပမျက်စိနဲ့ဝိညာဉ်မျက်စိနဲ့ယူပမျက်စိနဲ့ဉာဏ်မျက်စိနဲ့သာကြည့်ပြီးတော့အတိတ်ပဲဖွင့်ဆိုတယ်ဝိညာဉ်မျက်စိမပွင့်ခင်တုန်းကအသက်တာမှာတစ်ခုခုဖြစ်လာရင်ထိုဖြစ်ပြက်ပေါ်မှာကျွန်တော်တို့ဟာယူပမျက်စိနဲ့ကြည့်ပြီးတော့ဉာဏ်မျက်စိနဲ့ကြည့်ပြီးတော့အဖြေထုတ်တတ်တယ်အတိတ်ပဲဖော်တတ်တယ်ဒါပေမဲ့ဝိညာဉ်မျက်စိပွင့်သောသူသည်အသက်တာမှာတစ်ခုခုဖြစ်ပြက်လာရင်ဝိညာဉ်မျက်စိပွင့်သောသူသည်အသက်တာမှာဖြစ်ပြက်လာတဲ့အဖြစ်ပြက်တစ်ခုခုအပေါ်ဝိညာဉ်မျက်စိနဲ့ပါအတိတ်ပဲဖော်တတ်လာတယ်ယူပမျက်စိနဲ့ရောဉာဏ်မျက်စိနဲ့ရောဝိညာဉ်မျက်စိနဲ့ရောကြည့်ပြီးတော့အတိတ်ပဲဖော်တတ်လာတယ်အဖြေရှာတတ်လာပြီဖြစ်တယ် Non-Christians, when that situation comes, only look at and interpret, understand in 2 eyesight. Okay? Yes. Repeat again. မယုံကြည်သူများအနေနဲ့တော့အဖြစ်ပြက်တစ်ခုအပေါ်မှာယူပမျက်စိဉာဏ်မျက်စိနဲ့ပဲကြည့်မြင်သုံးသပ်အဖြေရှာတတ်တယ်မယုံကြည်သူများအနေနဲ့တော့ပြဿနာတစ်ခုအပေါ်မှာယူပမျက်စိဉာဏ်မျက်စိနဲ့ပဲကြည့်ရှုသုံးသပ်ပြီးအဖြေထုတ်တတ်တယ် But also, faithless Christians only look at that incident in 2 eyes, physical and mental eyes. ထိုနည်းတူယုံကြည်ခြင်းကင်းမဲ့သောခရိယန်များသည်လေယုံကြည်ခြင်းမရှိသောခရိယန်များသည်လေပြဿနာအပေါ်မှာယူပမျက်စိဉာဏ်မျက်စိနဲ့ပဲကြည့်ရှုသုံးသပ်အဖြေရှာတတ်တယ်ယုံကြည်ခြင်းမရှိသောခရိယန်များကလည်းပြဿနာတစ်ခုအပေါ်မှာသူတို့ရဲ့ယူပမျက်စိဉာဏ်မျက်စိနဲ့ပဲကြည့်ရှုသုံးသပ်ပြီးအဖြေထုတ်တတ်တယ် Let us give you example here. ဥပမာလေးတစ်ခုပြောရပြီခြင်းတယ်ဥပမာ You open small store, but no business, so you have to close down. You lost a lot of money. ဥပမာခမည်းဟာစတိုးဆိုင်အငယ်လေးတစ်ခုဖွင့်နေဆိုပါတော့ဥပမာခမည်းဟာစတိုးဆိုင်အငယ်လေးဖွင့်နေဝယ်မဲ့ဖောက်တယ်မရှိသောကြောင့်ပိတ်လိုက်ရတယ်ငွေအမြောက်များဆုံးရှုံးတယ်ခမည်းဟာစတိုးဆိုင်အငယ်လေးတစ်ခုဖွင့်နေလာဝယ်မဲ့ဖောက်တယ်မရဘူးနောက်ဆုံးပိတ်လိုက်ရတယ်အရင်နီးများစွာဆုံးရှုံးသွားတယ်
non-Christians and faithless Christians only look at these incidents in two eyes views. Okay? ဒီအဖြစ်ပြက်ဒါမျိုးဖြစ်သွားတဲ့ကိစ္စကိုမယုံကြည်သူများနဲ့ယုံကြည်ခြင်းကင်းမဲ့သောခရိယန်များကယူပမျက်စိဉာဏ်မျက်စိနဲ့ပဲကြည့်မြင်သုံးသပ်မယ်ဒီအဖြစ်ပြက်ပေါ်မှာမယုံကြည်သူများကရောယုံကြည်ခြင်းမရှိတဲ့ခရိယန်များကပါသူတို့ရဲ့ယူပမျက်စိဉာဏ်မျက်စိနဲ့ပဲသုံးသပ်လိမ့်မယ် They would look at this. သူတို့ကဒီလိုကြည့်ရှုသုံးသပ်လိမ့်မယ် The store location is no good. စတိုးဆိုင်ဖွင့်တဲ့နေရာကမှမကောင်းတာလို့သုံးသပ်မယ်စတိုးဆိုင်ဖွင့်တဲ့နေရာကမှမကောင်းတာ Store is too small size. စတိုးဆိုင်လေးကအငယ်လေးဥစ္စာအဲ့လိုသုံးသပ်မယ်သူဖွင့်တဲ့စတိုးဆိုင်လေးကအငယ်လေးဥစ္စာလို့ပြောကြလိမ့်မယ် You have storekeepers. You hired wrong storekeepers. ဆိုင်ရှင်ကိုလည်းပြောမယ်ခမ ्या ကအယောင်စည်းရေးကိုမဟုတ်တဲ့လူခန့်မိတာကိုလို့ပြောအောင်မယ်ခမ ्या ကအယောင်စည်းရေးကိုမဟုတ်တဲ့လူသွားခန့်မိတာကိုလို့ပြောကြမယ် Your investment is too small. You have to make a bigger investment. ခမ ्या ယင်းနှီးမြုပ်တန်တာနဲလွန်းတယ်ဒီထက်များများအရင်စိုက်မှပေါ့လို့ပြောလိမ့်မယ်ခမ ्या အရင်နှီးစိုက်ထုတ်တာနဲလွန်းတယ်ဒီထက်များများစိုက်ထုတ်မှပေါ့လို့ပြောကြမယ် You selected wrong merchandise. ခမ ्या တင်တဲ့ကုန်ပစ္စည်းအမယ်တွေကရောင်းမစွန်တာတွေဖြစ်နေတယ်ခမ ्या တင်ထားတဲ့ကုန်ပစ္စည်းတွေကမှားနေတယ်ရောင်းမစွန်တဲ့အရာတွေဖြစ်နေတယ်လို့ပြောမယ် All these, the physical and mental eyesight thing, behind that, even Christians look at this kind of, okay? ဒါကခရိယန်တချို့တွေလည်းအခုပုံစံတိုင်းယူပမျက်စိဉာဏ်မျက်စိနဲ့ကြည့်ရှုသုံးသပ်တတ်ကြတယ်ခရိယန်တချို့ပင်လည်းဒီကိစ္စအပေါ်မှာသူတို့ရဲ့ယူပမျက်စိဉာဏ်မျက်စိနဲ့ပဲကြည့်ရှုသုံးသပ်တတ်ကြတယ် But faith Christians look at only these two parts, okay, they agree. And then look at spiritual aspect as well too. ယုံကြည်ခြင်းရှိတဲ့ခရိယန်တွေကတော့ခုနသုံးသပ်ထားတဲ့နှစ်ချက်ကိုလည်းမငင်းပါဘူးလက်ခံတယ်ယုံကြည်ခြင်းရှိတဲ့ခရိယန်တွေကတော့ဒီကိစ္စအပေါ်မှာခုနအမြင်နှမျိုးအပေါ်မှာလည်းသူတို့လက်ခံတယ်မငင်းဘူးဒါပေမဲ့သူတို့မှာတခြားဝိညာဉ်မျက်စိနဲ့ကြည့်တဲ့အမြင်တစ်မျိုးတော့ပိုးလာတယ်ဒါပေမဲ့အယုံကြည်ခြင်းခရိယန်တွေကတော့သူတို့ရဲ့ဝိညာဉ်မျက်စိနဲ့ကြည့်ရှုသုံးသပ်တဲ့အမြင်တစ်မျိုးတော့ထပ်ရှိလာတယ် We do not undermine, we do not careless. We are not careless on this physical and mental. We respect and we have to exercise that. Okay? Plus, yes, spiritual. ပြောခြင်းတဲ့အဓိပ္ပာယ်ကခုနယူပမျက်စိဉာဏ်မျက်စိနဲ့သုံးသပ်တာကိုကျွန်တော်တို့ကအထင်သေးတာမျိုးမဟုတ်ဘူးလက်မခံတာမျိုးမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအပေါ်မှာအပေါင်းဝိညာဉ်မျက်စိနဲ့လည်းကြည့်တတ်ရမယ်ခုနကဉာဏ်မျက်စိယူပမျက်စိနဲ့ကြည့်ရှုသုံးသပ်တာကိုကျွန်တော်တို့အထင်သေးတာမျိုးမဟုတ်ရှုံချတာမျိုးမဟုတ်ပါဘူးဒါလည်းမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်ခြင်းခရိယာန်အနေနဲ့ကအပေါင်းတခြားအမြင်တစ်မျိုးဝိညာဉ်အမြင်တစ်မျိုးရှိရမယ် The spiritual man think like this. အဲ့တော့ဝိညာဉ်လူတစ်ယောက်ကတော့ဒီလိုစဉ်းစားတယ်ဝိညာဉ်လူကတော့ဒီလိုစဉ်းစားသုံးသပ်တယ် Lord Jesus, why this one happened to me? သခင်ယေရှုခရစ်တော်ဘုရားဒီအမှုကဘာလို့ကျွန်တော်အပေါ်မှာတက်ရောက်တာလဲသခင်ယေရှုခရစ်တော်ဘုရားဘာဖြစ်လို့ကျွန်တော်ရှိမှဒီလိုအမှုမျိုးဖြစ်တာလဲ Then Spirit will tell you. ဒီအခါမှာဝိညာဉ်တော်ကခင်ဗျားကိုပြောမယ်ဒီအခါဝိညာဉ်တော်ကခင်ဗျားကိုပြောလိမ့်မယ် Like this. ဒီလိုပြောလိမ့်မယ် So you have to listen to the voice from Jesus. ကျွန်တော်တို့အနေနဲ့ယေရှုပြောတဲ့အရာကိုအာယုံစိုက်နားထောင်ရမယ်ကျွန်တော်တို့ယေရှုပြောတဲ့အရာကိုအာယုံစိုက်ပြီးနားထောင်ရမယ် Okay? This. Oh. Because of this business, I have missed church services many times because open on Sunday. ဒီဆိုင်ငန်းလေးကြောင့်ကျွန်တော်ဘုရားကျောင်းပြတ်တာများလာပြီတနင်္ဂနွေနေ့လည်းကျွန်တော်ဆိုင်ငန်းဖွင့်ထားတယ်
ဒါကြောင့်မို့အပတ်အစဉ်တနင်္ဂနွေစီဝေးကျွန်တော်လွတ်ပေါင်းများပြီဆိုတာကြားလာမယ်ဒီဆိုင်ငန်းလေးဖွင့်ကြတဲ့ကတနင်္ဂနွေနေ့လဲဆိုင်ဖွင့်ရတော့ကြောင့်တနင်္ဂနွေဝတ်ပြုခြင်းစီဝေးလွတ်ပေါင်းများလာပြီဆိုတဲ့အရာကိုကြားလာလိမ့်မယ် Oh, since I opened my business 24 hours a day, I've been thinking of money all the time, not Jesus. ဒီဆိုင်စဖွင့်ကြတဲ့ကငွေကြေးအကြောင်းကြီးပဲ24လကြီးလုံးစဉ်းစားရလို့ယေရှုအကြောင်းတစ်ချက်မှမစဉ်းစားမိဘူးဒီဆိုင်စဖွင့်ကြတဲ့က24နာရီလုံးစီးပွားရေးအကြောင်းငွေကြေးအကြောင်းကြီးပဲစဉ်းစားရလွန်တဲ့အခါယေရှုအကြောင်းတစ်ချက်ကလေးမှမစဉ်းစားမိခဲ့ဘူး I give money I earn from business to church, not as a sign of loving Jesus, but as a sign of receiving more money. Okay? It's kind of investment purpose. Okay. ကျွန်တော်ဆိုင်ရတဲ့အမြတ်အစွန်းကိုအသင်းတော်ကိုတော့ထည့်တယ်ကျွန်တော်ဆိုင်ရတဲ့အမြတ်အစွန်းတွေအသင်းတော်ကိုတော့အလှူငွေထည့်တယ်ဒါပေမဲ့ယေရှုချစ်လို့ထည့်တဲ့စိတ်ဓာတ်မဟုတ်ဘဲနဲ့အယင်းဤတိုးအမြတ်များပြန်ရစေခြင်းနဲ့စိတ်ဓာတ်မျိုးနဲ့ထည့်မိပါတယ်ကျွန်တော်ဆိုင်ရတဲ့အမြတ်အစွန်းတွေယေရှုအသင်းတော်ကိုအလှူငွေထည့်ပါတယ်ဒါပေမဲ့စိတ်ထားမှားနေတယ်ကျွန်တော်ကယေရှုကိုချစ်လို့ချစ်တော်စိတ်နဲ့ထည့်တာမဟုတ်ဘူးထဲ့ရင်ဘုရားသခင်ကောင်းကြီးများပြန်ရအောင်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ထဲ့မိတယ်အလူငွေထဲ့ခြင်းအဖြစ်ဘုရားသခင်အရင်ကြီးများပြန်ပေးမယ်ဆိုတဲ့မျှော်လင့်တဲ့စိတ်ဓာတ်နဲ့ကျွန်တော်ထဲ့မိတယ်တို့လို့မျှော်လင့်တဲ့စိတ်ထားနဲ့ကျွန်တော်ထဲ့မိတာပါ So through this business I have violated the great commandments worshiping idol first okay ဒါကြောင့်မို့ကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းအဖြစ်မဟာပညတ်တော်ကိုချိုးဖောက်မိပြီးတော့ရုပ်ထုကိုးကွယ်မိပါတယ်ကျွန်တော်ရဲ့ဆိုင်လုပ်ငန်းအဖြစ်ဘုရားရဲ့မဟာပညတ်တော်ကိုကျွန်တော်ချိုးဖောက်မိတယ်ရုပ်ထုငွေကြေးဆိုတဲ့ရုပ်ထုကိုကျွန်တော်ကိုးကွယ်မိပါတယ်လို့သူပြောလာတယ် So instead of you complain about the closure of your business he said thank you Jesus for your love အဲ့ဒီခါမှာဝိညာဉ်မျက်စိရှိတဲ့ခရိယန်ကညီးတွားနေမဲ့အစားဘယ်လိုပြောလာမလဲဆိုတော့သခင်ယေရှုခရစ်တော်ဘုရားယေရှုတင်ပါတယ်ကိုတော်ကကျွန်တော်ကိုချစ်တော်ကြောင့်ယေရှုတင်ပါတယ်လို့ချီးမွမ်းလိုက်တယ်ဒါကြောင့်မို့ထိုယုံကြည်ခြင်းရှိတဲ့ခရိယန်ဟာဆိုင်ပိတ်သွားတဲ့အတွက်ရှုံးသွားတဲ့အတွက်သူညီးတွားမြည်တမ်းနေမဲ့အစားသခင်ယေရှုယေရှုတင်လိုက်တာကိုတော်ကကျွန်တော်ကိုချစ်တော်ကြောင့်ယေရှုတော်ချီးမွမ်းပါတယ်လို့ပြောလိုက်မယ် And you recall the Bible teaching in Thessalonians chapter 5 verses 17-18 said be thankful at any circumstances နောက်ပြီးတော့သူထိုသူကဘာကိုပြန်မှတ်မိလာမလဲဆိုတော့တစ်သက်ငါ16မှာပါတဲ့ကျမ်းပိုက်တဲ့အရာရာ၌ကျေးဇူးတော်ချီးမွမ်းကြပါဆိုတဲ့အကြောင်းကိုပြန်မှတ်မိလာမယ်အဲ့ဒီခရိယန်ဟာဘာကိုပြန်မှတ်မိမလဲဆိုတော့တစ်သက်ငါ16ကိုပြန်မှတ်မိလာမယ်အရာရာတိုင်းအတွက်ကျေးဇူးတော်ကိုချီးမွမ်းဖို့ယေရှုခရစ်တိုင်ဘုရားသခင်အလိုတော်ရှိသည်ဆိုတာကိုပြန်မှတ်မိလာလိမ့်မယ် Because by faith through spiritual eyes I know something better going to happen to me. Okay? That's why. Thank you. Okay? ဝိညာဉ်မျက်စိအားဖြင့်ရှုမြင်ပြီးတော့အသက်တာမှာတာ၍ထူးခြားကောင်းမွန်တဲ့အရာတွေကိုရတော့မယ်ဆိုတာကို तू သိမြင်ခံစားသောကြောင့်ဘုရားကိုကျေးဇူးတင်တတ်လာမယ်။ तू ရဲ့ဝိညာဉ်မျက်စိအားဖြင့်အနာဂတ်မှာတာ၍ကောင်းတဲ့အရာတွေဘုရားထံမှာခံစားရမှာပါလားဆိုတာကိုရှုမြင်တတ်သောကြောင့်ဘုရားကို तू ကကျေးဇူးတော်ချီးမွမ်းတတ်လာမယ်။ဘုရားကိုကျေးဇူးတင်တတ်လာမယ်။ There is a big difference between two men, faith man and faithless man. Okay? ဒါဟာယုံကြည်ခြင်းရှိသူနဲ့ယုံကြည်ခြင်းကင်းမဲ့သူအကြားမှာကြီးမားသောကွာဟချက်ဖြစ်တယ်။
ဒီအရာသည်ယုံကြည်ခြင်းရှိသောသူနဲ့ယုံကြည်ခြင်းကင်းသောသူရဲ့အကြားမှာကြီးမားသောကွာဟချက်ဖြစ်တယ် Secular people will see you are crazy man. လောကီသားတွေကတော့ခမည်းကိုကြည့်ပြီးတော့မင်းဟာငကြောင်ပဲအယူပဲလို့ပြောလိမ့်မယ်လောကီသားတွေကတော့အဲ့လိုကြည့်ပြီးတော့မင်းဟာယူနေသလားလို့ပြောလိမ့်မယ် Faithless Christians would call you are crazy man. ထိုနည်းသူပဲယုံကြည်ခြင်းမရှိတဲ့ခရိယန်တွေကလည်းမင်းဟာအယူပဲလို့ပြောလိမ့်မယ်ယုံကြည်ခြင်းမရှိတဲ့သူခရိယန်တွေကလည်းထိုနည်းလူပဲမင်းဟာအယူပဲငကြောင်ပဲလို့ပြောလိမ့်မယ် You should be called from those people the crazy man. Then that's the sign that you are man of faith. Got Should it? be. Okay. You should be called by them. Yes. Okay, non-Christians and Yes. faithless Christians. Yeah. That you are crazy man, Okay. which is a clear sign that you are man of faith. Right? အဲ့လို yes right I got it အဲ့လိုမယုံကြည်သူများနဲ့ယုံကြည်ခြင်းမရှိသောခရိယန်များကခမည်းကိုအယူပဲလို့ပြောခံရပြီဆိုရင်တော့ခမည်းဟာယုံကြည်ခြင်းရှိသောသူအမှန်တကယ်ဖြစ်လာပြီနော်မယုံကြည်သူများနဲ့ယုံကြည်ခြင်းမရှိတဲ့ခရိယန်တွေကခမည်းကိုမင်းကတော့အယူပါပဲကွာလို့အပြောခံရတဲ့အချိန်မှာသဘောပေါက်လိုက်ပါခမည်းဟာယုံကြည်သောသူဖြစ်လာပြီတဲ့ Then that is not the end. မပြီးသေးဘူး Through your spiritual eyes, something better, okay, is happening. You can see. It's the assurance. Faith is assurance that you are hoping for. Okay, Okay. that is coming. အဲ့ဒါကြောင့်မို့ယုံကြည်ခြင်းဆိုတာမျှော်လင့်သောအရာကိုမျက်မှောက်ပြုတယ်လို့ပြောတဲ့အတိုင်းပဲခမည်းဟာအနာဂတ်မှာတာ၍အကောင်းတဲ့အရာတွေဖြစ်မယ်ဆိုတာကိုလည်းမြင်လိမ့်မယ်တဲ့ထိုပုဂ္ဂိုလ်ဒီအနာဂတ်မှာတာ၍ကောင်းတဲ့အရာတွေသူ့တက်တာမှာဖြစ်လာမယ်ဆိုတာကိုလည်းဒီဝိညာဉ်မျက်စိနဲ့မြင်လိမ့်မယ်ကျမ်းစာမှာဖော်ပြထားတဲ့အတိုင်းပဲမျှော်လင့်သောအရာများကိုသူမျက်မှောက်ပြုနိုင်လိမ့်မယ် I did not want to come to Lashore because it's too far away. Okay, it's very inconvenient. ကျွန်တော်အနေနဲ့လာရှိုးကိုမလာခြင်းပါဘူးတဲ့အလှမ်းဝေးလွန်းတော့ကျွန်တော်ခီးသွားရတာစိတ်မချမ်းသာဘူးတဲ့မသက်သာဘူးတဲ့ကျွန်တော်လာရှိုးကိုတကယ်တမ်းဆိုဝေးလွန်းလို့မလာခြင်းဘူးကားနဲ့ခီးပြူရတာဝေးလွန်းတဲ့ခါမှာကျွန်တော်တက်တောင့်တက်တာမရှိဘူးတဲ့ Coming to Myanmar is very far away from where we are. Okay, so staying in Yangon will be better. I don't want to leave Yangon. Okay ကျွန်တော်အနေနဲ့ကဟိုးကိုရီးယားနိုင်ငံအဝေးကြီးကနေလာပြီးသားဖြစ်တော့ခရီးပန်းလာတဲ့အတွက်ရန်ကုန်ရောက်တဲ့ခါမှာတဲ့ရန်ကုန်မှာနေရတာလေးတော့အဆင်ပြေတယ်ရန်ကုန်ကကျွန်တော်မခွာခြင်းဘူးတဲ့တကယ်ဆိုရင် Even sometimes I have to go to Mandalay for seminar. I say, "Oh, I don't want to. It's too far away." I say, တခါတရံမန္တလေးကိုတက်ပြီးတော့ကျွန်တော်ကျမ်းစာသင်ရတဲ့အခါလဲကျွန်တော်စဉ်းစားကြည့်တယ်ဟာမန္တလေးကအဝေးကြီးပဲကွာငါသွားဖို့စိတ်မပါဘူးဆိုတာခံစားရပါတယ် Even Lashore, see, from Mandalay here, when we came here, 8 hours, right, on a taxi. ကျွန်တော်မန္တလေးဒီလောက်ဝေးတဲ့နေရာတောင်မှတာ၍ဝေးသောလာရှိုးကိုတက္ကစီကားစီးပြီးလာတဲ့အခါမှာ7နာရီလောက်မောင်းရပါတယ်တအားပင်ပန်းပါတယ် I am not a young man, ကျွန်တော်ကလူငယ်လေးတစ်ယောက်မဟုတ်တော့ဘူး but Jesus showed me what He is going to do with this Lashore area. ဒါပေမဲ့သခင်ယေရှုကကျွန်တော်ကိုဘာဖော်ပြတယ်လဲဆိုရင်ငါဒီလာရှိုး area မှာဘာလုပ်မလဲဆိုတော့ကျွန်တော်ကိုဖော်ပြတယ် He showed me in vision, spiritual eyes. ယူပါယုံနေပြတယ်ကျွန်တော်ဝိညာဉ်မျက်စိနဲ့မြင်တွေ့ရတယ် That's why I came over here. ဒီအကြောင်းကြောင့်သာလျှင်ကျွန်တော်ဒီကိုပင်ပန်းခံပြီးလာရခြင်းဖြစ်တယ် When we decided to have a seminar here in Lashore, I thought, okay, maybe around 50 people come, maybe around 50. ကျွန်တော်ဟုတ်ပြီငါလာရှိုးကိုတင်တန်းလုပ်မယ်လို့ဆုံးဖြတ်ချက်ချပြီးနောက်ပိုင်းမှာကျွန်တော်စဉ်းစားတယ်အေးလေလာရှိုးတင်တန်းမှာလူ90လောက်တော့လာကောင်းပါရဲ့လို့အဲ့လိုကျွန်တော်တွေ့တာတယ်တဲ့ Because
We Lasho people do not know us. They don't know my name first. အဓိကတစ်ချက်ကတော့လာရှိုးကယုံကြည်သူတော်တော်များများကကျွန်တော်နာမည်ကိုသိမသိကြသေးဘူးတဲ့ Okay. Start again. And I do not know any big church pastors here. ဒါနဲ့သာမကကျွန်တော်ဘက်ကလည်းလာရှိုးမှာရှိတဲ့အသင်းတော်ကြီးမှခေါင်းဆောင်တွေကိုမသိပါဘူးကျွန်တော်ကိုယ်တိုင်ကလည်းလာရှိုးမှာရှိတဲ့အသင်းတော်ခေါင်းဆောင်ကြီးတွေကိုကျွန်တော်လည်းမသိပါဘူး Only person I know we send is Jonah. လာရှိုးမှာကျွန်တော်သိတဲ့အမှုတော်တယောက်ပဲရှိတယ်ဆရာယောနာတယောက်ပဲကျွန်တော်သိတယ် Shia Jonah is not a well-known man in this community. ဆရာယောနာကိုယ်တိုင်လည်းလာရှိုးတစ်ဝိုက်မှာတိတ်ပြီးတော့လူသိမများသေးပါဘူးတဲ့ဆရာယောနာကိုယ်တိုင်လည်းလာရှိုးတစ်ဝိုက်မှာတိတ်လူသိမများသေးဘူး He is not a big church pastor. ဘာလို့လဲဆိုတော့အသင်းတော်ကြီးရဲ့သင်းအုပ်ဆရာလည်းမဟုတ်ခဲ့ပါဘူး He is not a pastor yet. သင်းအုပ်ဆရာလည်းမဖြစ်သေးဘူးပေါ့အခုချိန်မှာတော့ He will be pastor in 3 months. နောက်3ဆိုလိုတာကနောက်3လကြာမှကျွန်တော်တို့လက်တင်ရဆရာတစ်ပါးဖြစ်လာမယ်ပေါ့ He only had very few 2-3 people know as his friend. သူ့မှာကောင်းကောင်းကျွမ်းဝင်တဲ့မိတ်ဆွေ3ယောက်လောက်ပဲရှိပါတယ်သူ့မှာရင်းနှီးတဲ့မိတ်ဆွေ3-4ယောက်ပဲရှိတယ် And also he is not a Myanmar man. ဒါရင်သာမကသူကမြန်မာတိုင်းရင်းသားတယောက်လည်းမဟုတ်ပြန်ဘူး He is not a Shan. ရှမ်းဒေသခံရှမ်းတိုင်းရင်းသားလည်းသူကမဟုတ်ပြန်ဘူး He is not a Kachin. ကချင်လည်းမဟုတ်ဘူး He is a minority Indian. သူကအိန္ဒိယလူမျိုးတွေကလူနည်းစုဝင်တယောက်ဖြစ်တယ်အိန္ဒိယလူမျိုးနယ်သူတွေကလူနည်းစုဝင်တယောက်ဖြစ်တယ် For him this is a strange land. သူ့အနေနဲ့ဒါဟာဒဇိန်တယံဇာတွေရဲ့နိုင်ငံကဲ့သို့ဖြစ်တယ်ဆရာယောနာအနေနဲ့ဒီအရာဟာသူ့အတွက်ဒဇိန်တယံဇာနိုင်ငံတစ်ခုလိုဖြစ်တယ် So no one will listen to him. ဒါကြောင့်သူပြောတာကိုလူတွေကသိဂရုစိုက်နားထောင်ပေးမှာတော့မဟုတ်ဘူး So I said, through my physical eyes and mental eyes, I said maybe 50, maybe enough. ဒါကြောင့်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ရဲ့ယူပမျက်စိနဲ့ဉာဏ်မျက်စိနဲ့ကြည့်မြင်သုံးသပ်လိုက်တဲ့အခါမှာအေး90လောက်ရရင်တော်ပါပြီလို့ပဲကျွန်တော်အဲ့လောက်ပဲဆုံးဖြတ်လိုက်တယ် You know, in Kachin, they know me. So, 1,000 people coming in Michina. ကချင်ပြည်နယ်ကတော့အဲ့လိုမဟုတ်ကျွန်တော်ကိုလူတွေတော်များများတိသွားပြီဖြစ်တဲ့အတွက်နောက်ဆုံးတစ်ခေါက်တင်နာလောက်တာလူ1000ကျော်တက်ရောက်တယ်သူ1000ပေါ့ပတ်ဝန်းကျင်တက်ရောက်ပါတယ် In Yangon, it's the same. ရန်ကုန်လည်းထိုနည်း၎င်းပဲ Minimum 500, 600 people coming. ရန်ကုန်မှာအနည်းဆုံး900 600တစ်ချိန်မှာ900 600တင်နာလာတက်ကြတယ် Many of them are Yangon pastors coming to my seminar. ကျွန်တော်ရန်ကုန်မှာတင်နာလောက်တဲ့သူဆိုလာတဲ့ပြိတ္တကအများစုကအမှုတော်ဆောင်နဲ့တင်းအုပ်ဆရာတွေအများစုဖြစ်တယ် But Lasho, it's a different story. ဒါပေမဲ့လာရှိုးကကျွန်တော်တို့အတွက်တော့အခြားဇလန်တစ်ပုတ်လို့ဖြစ်နေတယ် But Jesus showed me in my vision, okay? I saw in spirit through spiritual eyes, many people will come here. Jesus showed me. I said, He showed me, but I could not believe it. ကျွန်တော်ကိုယ်တိုင်လည်းအမှဒီမှာရှိရယ်နော်ကျွန်တော်ကိုဘုရားသခင်ကနောက်ပိုင်းမှာယူပါယုံအားဖြင့်ပြတယ်ကျွန်တော်ဝိညာဉ်မျက်စိနဲ့ကြည့်တဲ့အခါမှာဒီသင်္นานကိုလူအများကြီးလာမယ်လို့သခင်ယေရှုဖွင့်ပြတယ်ကျွန်တော်လည်းဝိညာဉ်မျက်စိထဲမှာထိုယူပါယုံကိုမြင်တယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းသိမယုံရဲဘူးတဲ့ And Pastor Jonah told our staff members that we prepared. He even said he doesn't know how many will come. He didn't know, but he said he prepared 250 chairs here. ဆရာယောနာကိုမေးတဲ့အခါလဲဆရာယောနာဘယ်လောက်လာမယ်လဲဆိုတော့ဆရာယောနာကလည်းအတိအကျသူလည်းမပြောတတ်ဘူးမပြောရဲဘူးဒါပေမဲ့သူလည်းယုံကြည်ခြင်းနဲ့ခုံအလုံး250ကိုတော့စီထားတယ်လို့ပဲပြောတယ် And the first day before I come to this sanctuary here, we had a breakfast in a small coffee shop, remember? Yes, remember. And not before that, in a hotel lobby. I was sitting in a hotel lobby. One man, one of the organizers of here, Yes. came to hotel to
tell Jonah that Jonah, 250 seats are not enough. The more people coming, we need more chairs. He told them. ဒါပေမဲ့ဒီတင်နန်းလုံမဲ့ပထမမနေ့ခင်းမှာကျွန်တော်တို့ဟိုတယ်မှာဧကန်းမှာခဏထိုင်နေစဉ်ဆရာယောနာရဲ့မိတ်ဆွေပေါ့နော်လက်ထောက်ဆရာတယောက်ပြေးလာတယ်ပြေးလာပြီးကျွန်တော်တို့ရှေ့မှာဆရာယောနာကိုဘယ်လိုပြောလဲဆိုဆရာယောနာခမည်းခုံ250ငှားထားတာမလောက်ဘူးထင်တယ်နော်ထပ်ငှားရလိမ့်မယ်ထင်တယ်နော်လို့လာပြောတာကိုကျွန်တော်ကြားရတယ်တဲ့ So now I came to this sanctuary yesterday morning, and Jesus was telling me that, see, I told you. ဒါကြောင့်မို့မနေ့ကကျွန်တော်ဒီဌာနကိုပေါ့နော်ဒီအရက်ကိုပြန်လာတဲ့အခါကျတော့သခင်ယေရှုကကျွန်တော်ကိုလာပြောတယ်မင်းငါပြောထားတယ်မဟုတ်လားကဲတွေ့ပြီလားလို့လာပြောတယ် So you are not here by your own will. Jesus grabbed you and sent you over here. ဒါကြောင့်ခင်ဗျားတို့အတီးတီးဒီကိုလာတာကိုယ်ဆန္ဒနဲ့ကိုလာတာမဟုတ်ဘူးသခင်ယေရှုကခင်ဗျားတို့ရောက်တဲ့နေရာမှာဖမ်းချုပ်ပြီးတော့ဒီနေရာကိုပို့လိုက်တာဖြစ်တယ် You see the difference? No. ကွာခြားမှုကိုမြင်နေမလား Physical eyes, mental eyes, spiritual eyes. It's different perspectives. ဒါကြောင့်မို့ယူပမျက်စိဉာဏ်မျက်စိအမြင်ရှုထောင့်နဲ့ဝိညာဉ်မျက်စိအမြင်ရှုထောင့်ကဘယ်လောက်ကွာခြားလဲဆိုတာခင်ဗျားတို့သိပြီမဟုတ်လားတဲ့ You understand? ကျွန်တော်ပြောတာသဘောပေါက်ရဲ့လား Okay, now would you talk each other about the faith about 10 minutes? Let them talk each other. 10မိနစ်အခုဒီယုံကြည်ခြင်းဆိုတာဘာလဲဆိုတာအခုပြောတဲ့အရာကိုအချင်းချင်းပြန်နှွေးပါတယ်10မိနစ်အချိန်ပေးမယ်တဲ့